ဒီနေ့ကလာကုန်ရဲဆိုတော့တလားပိုင်းမှာပေါ့နော်ကျွန်တော်ဂျပန်ထွက်သွားတဲ့အဖွဲ့တွေပြီးအင်တာဗျူးအောင်မြင်သွားတဲ့အဖွဲ့တွေပြီးဆိုကျွန်တော်ဆာမွေးအောင်မြင်သွားတဲ့အဖွဲ့တွေအတွက်ကျွန်တော်တို့ဒီ community view တွေကျွန်တော်တို့ပြုလုပ်ပေးခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဂျပန်ရောက်သွားတဲ့အဖွဲ့တွေကကျွန်တော်ထုံးစံတိုင်းပေါ့နော်ကျွန်တော်တို့ဂျပန်စာကိုဆက်ပြီးလေ့လာဖို့လိုအပ်ပါတယ်ခင်ဗျာဘာကြောင့်လဲဆိုတော့ကျွန်တော်အမြင်နဲ့ပြောတယ်ပေါ့နော်ဂျပန်ရောက်သွားတာကဘွားပြီးသွားတာမဟုတ်အခုမှအစပြိုးတာဖြစ်တဲ့အတွက်ကိုယ်အနေနဲ့ဒေသလေးဒါစားတမတ်နဲ့ကျွန်တော်တို့စူးစမ်းဖို့လိုအပ်ပါတယ်ခင်ဗျာနံပါတ်2ချက်ကတော့ကျွန်တော် interview အောင်သွားတဲ့ဖွဲ့တွေပေါ့နော်အဲ့တော့ရှေ့မှာကိုယ့်ရဲ့ senior တွေကိုကျွန်တော်တို့ကြည့်ပြီးတော့ကိုယ်အနေနဲ့ဂျပန်စာအပြင်တခြားဂျပန်ထွက်ဖို့အတွက်လိုအပ်တဲ့စားစတဲ့ပြင်ဆင်တဲ့အပိုင်းမှာလည်းကိုယ်အနေနဲ့တီးတဲ့တီးဖို့လိုတယ်နားလဲဖို့လိုသဘောနဲ့ပတ်ဖို့လိုအပ်ပါတယ်ခင်ဗျာဒါကြောင့်ဘာမှန်းတိမှကျွန်တော်တို့ညာမှန်းတိမှဖြစ်တယ်ပေါ့နော်နံပါတ်3ချက်ကကျတော့ကျွန်တော်တို့စာမေးပွဲအောင်သွားတဲ့ဖွဲ့တွေပေါ့နော်ဒါစာမေးပွဲအောင်သွားတဲ့ဖွဲ့တွေကလည်းကျွန်တော်တို့ဒီ interview တွေငွေဖြည့်ဖို့အတွက်ကိုကျွန်တော်စာအကြောင်းမှာဒီ special class တွေကျွန်တော်ဖွင့်ထားရရှိပါတယ်အဲ့တော့အဓိကတော့ကျွန်တော်တို့ interview အောင်ချက်ကောင်းအောင် interview နဲ့ပတ်သက်တဲ့သဘောပေါက်တွေမှန်တာတွေကောင်းအောင်ကျွန်တော်တို့ဘက်ကနေပြီးတော့အခမဲ့၄ချင်းတကြပေးနေရှိတယ်ပေါ့နော်ကျွန်တော်စာအကြောင်းအားဆိုရင်ရန်ကုန်မှာဆိုရင်ကျွန်တော်နှဲတန်းရဲ့မီနီကုန်းရဲ့တာကေတာရဲ့တာမွေရဲ့မြောက်တဘောရဲ့ဆိုရင်ဒီ9မြို့နယ်မှာကျွန်တော်တို့ကျောင်းဝဲများဖွင့်ထားရရှိပါတယ်ခင်ဗျာအလုပ်ဖက်နဲ့မားတဲ့လူတွေအတွက်လည်းကျွန်တော်တို့ Zoom class တွေ video class တွေလည်းရှိထားတာကြောင့်ကျွန်တော်စာအကြောင်းကိုရွှေရှေ့တယောက်ကြားဖို့အတွက်ကျွန်တော်အနေနဲ့တလုံးလုံးဆိုအပ်တယ်ပေါ့နော်ဒီ video လေးကိုဆုံးကြည့်ပြီးရတော့လည်းအထူးပဲရှိပါတယ်ခင်ဗျာ